မိုင်စုံခမင်္ဂလာပါနော်နမ်မိုနာ data channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေရာကတော့လူတွေတော်တော်များများသိကြမှာပါနော်ထုံးချင်းရဲ့22ထပ်ကနေမြင်ညီထပ်ဖြစ်သွားတဲ့နေရာပေါ့ဒီအနောက်ကတာဝါနာမည်ကတော့ကွေးရှင်းလို့တာဝါလို့ခေါ်ပါတယ်15မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ထုံးချင်းရဲ့လူအစီကားဆုံး pedestrian street ကိုရောက်မှာဖြစ်ပါတယ်ကျမရဲ့တရုတ်အတန်ထွက်ကတော့မကောင်းပါဘူးကျဲ့ Fing Bay ဆိုတဲ့လမ်းကိုသွားမှာဖြစ်ပါတယ်ဘယ်လိုသွားရမလဲဆိုတာအဝေးမတွေးနဲ့ကျမလျှောက်တယ်လို့ပဲနောက်ကနေလိုက်ခဲ့လိုက်တော့B. Go to B now. Go to B, go to C. သွားတဲ့လမ်းတစ်လျှောက်မှာပေါ့နော်ဗာမြင်ကျမရိုက်ပါတယ်ဒါကတော့ပဲနဲ့လှုပ်ထားတဲ့မုံလို့ယူဆရတယ်ပေါ့နော်ပြီးတော့မှအသား6ယုံသားလည်းကျမတွေးခဲ့တယ်တခြားဘဲစတစ်ဖြစ်ပေါ့နော်အသားတွေကို6နေအောင်အဲ့လိုကြော့ဟာပြီးတော့မှငရုတ်သီးတွေနဲ့ပေါ့နော်ဒီမှာတော့လူစီကားတဲ့စီးဆိုင်တွေအမတ်တရလက်ဆောင်ပစ္စည်းတွေချုံချင်းရဲ့နာမည်ကြီးအစားအစာတွေအများကြီးတွေ့ရပါတယ်တူတစ်ဖြစ်တော့ငရုတ်တီးနဲ့လှုပ်ထားတဲ့အစားအစာတွေပေါ့နော်ငရုတ်တီးမုံတွေဆက်ဆက်လေးစားကျင်တူတွေအတွက်လက်ဆောင်ဝယ်လို့အဆင်ပြေပါတယ်Let's let them look together. Yes. The other side the one. Rice cake. တကယ်တော့ဘယ်လိုလမ်းလို့ပြောရမလဲဆိုလို့ရှိရင်တော့လူလျှောက်လမ်းလို့ပဲပြောရမှာပေါ့နော်လမ်းတွေကိုကားတွေဆိုင်ကယ်တွေပေးမမောင်းဘူးပေါ့လူလျှောက်လမ်းပေါ့နော်ဈေးဝယ်လို့ရတဲ့အစားအသောက်တွေစားလို့ရမယ် shopping mall တွေရှိမယ်ဒီကြနဲ့နော်ကျမရဲ့ AI ဆောင်းလေးကိုလည်းနားထောင်ပြပါအောင်ရှင့်အထက်ရစီကနေစံမိတ်မြစ်လောက်လမ်းလျှောက်လိုက်တော့ချောင်းခင်းရဲ့နာမည်ကြီး pedestrian street ကိုရောက်လာပြီဘယ်လိုသွားရမလဲလို့မေးရင်တော့ကျမနောက်ကလိုက်လျှောက်လာရုံပဲနော်ကောင်းဒီမှာတော့လူစီကားတဲ့ဈေးဆိုင်တွေအမတ်တရလက်ဆောင်ပစ္စည်းတွေချောင်းခင်းရဲ့နာမည်ကြီးစားအစာတွေအများကြီးတွေ့ရပါတယ်အထူးသဖြင့်ငလုတ်သီးနဲ့လှုပ်ထားတဲ့အစားအစာတွေငလုတ်သီးမုတ်တွေဆက်ဆက်လေးစားခြင်းသူတွေအတွက်လက်ဆောင်ဝယ်ဖို့တော့အဆင်ပြေပါတယ် Today sunshine fills the room. Color balloons are dancing too. Yes Not really, huh? Huh? Đấy,爸爸，你再忠心一点。Let's let them look together. Yes ထုံးချင်းရဲ့အဓိကအမှတ်တရလက်ဆောင်ကတော့အိမ်ပြန်စားလို့ရှိရင်ချက်လို့ရတဲ့ hot pot အနစ် base ဖြစ်ပါတယ်ဒီ hot pot အနစ်ထုတ်ကလေးတွေရဲ့ကောက်ညင်းလက်ကောက်ဂျုံလိုမုံအဆက်အမဲဒါ6စတစ်ဖြစ်ပေါ့နော်လက်ဆောင်ဝယ်စရာပစ္စည်းတွေအများကြီးရှိပါတယ်ဒီမြို့လေးရဲ့ငရုတ်တီးအကြောင်းလေးကိုနည်းနည်းလေးပြောမယ်နော်သူကတော့မာလာငရုတ်တီးဖြစ်ပါတယ်ရှာရီနှခမ်းတွေထုံနဲ့စီချွမ်းငရုတ်ကောင်းရယ်
အထုံရထည့်ထားတဲ့ငရုတ်တီမျိုးပေါ့နော်ဒီလိုမျိုးဟာကိုအစားတောက်တွေတော်တော်များများမှာသူကပလူပြန်နေအောင်သုံးတဲ့မျိုးဖြစ်ပါတယ်ဒါကြောင့်မလို့စားလိုက်လို့ရှိရင်ပြောက်ကိုပေါက်တယ်လို့ထုံကျင်ပြီးဆွဲမစရာကောင်းတဲ့အရာသာဖြစ်ပါတယ်ရှင်လမ်းလည်းတော်တော်ရှောက်လိုက်ပြီဆိုတော့ဘိုက်စားပါပြီရှင်။ဘာစားရင်ကောင်းမလဲကြည့်လိုက်ကြမယ်နော် restaurant 可以这个这个美蛙。 ဒါပေမဲ့ဒီလောက်ဆက်တဲ့နေရာမှာကျွန်မဘာစားဖြစ်မလဲအဖြေကိုသိချင်ရင်တော့ short video လေးကိုစောင့်ကြည့်ပေးနော်။